ဒီနေ့ညပွဲလေးပါဗောနော်ဒီနေ့ညပွဲလေးပါထူးထူးခြားခြားလေးဗောနော်ထူးခြားကျွန်တော်ကိုရောက်ရောက်ချင်းပေါ့လာပြီးတော့ကိုကြီးကျွန်တော်အချင်းလေး၄ဘုတ်ဗောနော်၄ဘုတ်ကျွန်တော်အခက်ဖြုတ်ပြီးကျင်ပါတယ်ကျွန်တော်ကိုတွေကအရန်သဘောကောင်းတာရောက်ရောက်ချင်းအဲပြုတ်ကြတယ်ဗောနော်ကျွန်တော်ညီလေးရေ KBC ကတော့ဘယ်မှာ movie အိတ်နေလဲတော့မသိဘူးနော် KBC ကဘယ်သွားနေတယ်လဲမသိသေးဘူးဒါပေမဲ့ညကြလို့ရှိရင်တိုးရမှာဒါပေမဲ့အဲ့ကီးတွေအဲ့ကြမှာချိန်ပေါ့သဘောကောင်းတယ်ညီပါဟိုမဲ့နေမျိုးသူဆိုတာဟိုမဲ့နေမျိုးသူကဒါဟုတ်ကဲ့ဒါလေအောင်နော်မင်္ဂလာပါကိုကြီးငါညီလေးသိုးတော့တော့ကောင်းပါလေနော်ဟုတ်ကဲ့ဒီညမှာပထမသူရပါသေးလို့ဆုတောင်းပေးပါလေပြိုင်ပွဲဝင်ရမှန်းလားပြိုင်ပွဲဝင်ရမှန်းလားဩတကယ်လေးစားရနော်အခုဘာကြောင့်လေးစားလဲဆိုတော့ဒါဘလောက်ပဲပညာတတ်ပါစေဒါမကြော်ဘဲနဲ့ဆိုင်းသမားတွေကိုခွင်တောင်းပြီးမှဆိုရခြင်းဖြစ်ပါလေဟုတ်တယ်ဟုတ်ပါနော်ကိုလေးသုံးဘုတ်လေးပါလူမကြီးတယောက်တော့တွေ့ဘူးလေလက်ထိတ်ကကြော်ကြီးရဆိုင်လေမင်းသားယူလဲတွေ့ဘူးလေတွတ်တော်မှာသွားချီတွေ့လိမ့်မယ်မင်းချောင်းဖဲခွဲတဲ့ငါလဲပဲလက်ထိတ်ကကြော်ကြီးရဆိုင်လေတဘူထူတဲ့ချစ်ချောင်းငါရောပဲတွတ်တော်မှာလာချီတွေ့လိမ့်မယ်Yo me yo to move my feeling me a chase so shall die out part of you this I'm a sheet and my play it out way yeah that is it in the town like it look at it